အားလုံးပဲမင်္ဂလာပါတို့ဒီကွာကြ YouTube channel လေးကနေကိုမာရီအားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးပါမျိုးတို့ရေမင်္ဂလာရှိသောညနေခင်းလေးမှာမင်္ဂလာရှိတဲ့စကားလေးတွေပြောရင်းနဲ့ကိုမာရီအားလုံးနဲ့မနက်ဖြန်ကျွန်တော်30ရက်4လ2026ကြာသပတေးနေ့12နာရီ10မိနစ်အတွက်အကောင်းဆုံးသောလုံးမိုင်လေးတွေဝမ်းချင်းလေးတွေပြန်လည်မျှဝေပေးမယ်ဗီဒီယိုဖိုင်လေးပါဝါကျန် channel လေးကိုမြန်မြန်ဆောင်အားပေးနေဆိုတဲ့ကိုမာရီအားလုံးနဲ့စိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့တလုံးတော်ရည်နဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒလေးလည်းပြပါကြပါစေလို့ဥစွာပထမဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျကျွန်တော်တို့မနက်ပိုင်းမှာတော့အဆင်ပြေတယ်ညနေပိုင်းမှာတော့အဆင်မပြေဘူးเนาะအဲ့တော့ဒီညနေမှာတော့ကိုမာရီအားလုံးပဲလွဲချော်မှုဖြစ်သွားပြီအဲ့အတွက်မနက်ဖြန်ကျွန်တော်တို့ကြာသပတေးနေ့12နာရီ10မိနစ်မှာပေါက်ချင်တယ်ရချင်တယ်ဆိုတဲ့အကိုမာရီအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုပြီးဆုံးနိုင်အောင်နားထောင်သွားเนาะရင့်မကြည့်နဲ့ကြော်မကြည့်နဲ့ကိုမာရီအားလုံးတို့တကယ်အကောင်းဆုံးလေးတွေစူးစမ်းထားပါတယ်ပြီးတော့နောက်တစ်ခုပြောချင်တယ်ကျွန်တော်ရဲ့ဖွဲ့ဝင်တွေအားလုံးပဲကျွန်တော်တို့ပတ်တီးကိုဆက်လိုက်ပါမယ်မနာပါဘူးเนาะကျွန်တော်တို့ပတ်တီးနဲ့ main ကွက်တီပို့ပြီးဦးစားပေးတဲ့အကောင်းဆုံးပါမနေ့ကနေကုန်ပါဒါကြောင့်ကျွန်တော်ဖွဲ့ဝင်တွေအားလုံးလည်းပတ်တီးကိုဆက်လိုက်ဖို့ကျွန်တော်ပြောချင်ပါတယ်ဒီနေရာလေးကနေเนาะဘာကြောင့်လဲဆိုတော့မနေ့ကမှာပတ်တီးကကျွန်တော်တို့နေကုန်ဒီနေ့နေကုန်မှာဆိုလို့ရှိရင်1 2 3 4ဆိုတဲ့5လုံးညီကိုကနဲ့ညီကိုနေကုန်ညီကိုဆင်းတဲ့အတွက်မနေ့ပြန်မှာကျွန်တော်တို့ပတ်တီဆင်းမှုအားကောင်းပါတယ်ဒီနေ့နေကုန်မှာ2တစ်ကဲ4 3ရဆိုညီကိုနန်းညီကိုဆိုကိုမာရီအားလုံးကနေကုန်မှာကနန်းစီလျံဆင်းလို့ရှိရင်နောက်နေ့မှာဒီပတ်တီအားကောင်းပါတယ်ကျွန်တော်အခုဇာတို့ရဲ့ပတ်တီအားကောင်းပါတယ်ဒါကြောင့်လို့ကျွန်တော်ပတ်တီမဖြစ်ပါဘူးဆက်လိုက်ပါမယ်နော်ဟုတ်ပြီဒါဆိုရင်ကိုမာရီအားလုံးပဲမနေ့ပြန်မှာအကောင်းဆုံးဝမ်းချင်းကိုစောင့်မျှော်နေရဆိုတဲ့အကိုမာရီအားလုံးအတွက်မနေ့ပြန်ကျွန်တော်တို့30ရက်4လ2026ကြာသပတေးနေ့7နာရီ10မိနစ်မှာအကောင်းဆုံးဝမ်းချင်းဒီကျွန်တော်2ခွန်ဝမ်းချင်းပဲနော်ကျွန်တော်2ခွန်ဝမ်းချင်းပဲဆက်ကြိုင်မယ်နှစ်ကိုကြိုက်တဲ့ကိုမာရီအားလုံးကနှစ်ကိုပတ်မယ်ခွန်ကိုကြိုက်တဲ့ကိုမာရီအားလုံးကခွန်ကိုပတ်နှစ်ပါပါကနာဦးစားပေးမယ်ဆိုတဲ့အကိုမာရီအားလုံးအတွက်နှစ်နဲ့ပတ်သက်ရင်မိန်တင်မင်းရော၄ကွာ2629 2025 2629 2025ဒါဆိုရင်ကိုမာရီအားလုံးကခွန်နဲ့ပတ်သက်ရင်ခွန်6ခွန်9 80ခွန်5ဖြစ်ပါတယ်နှစ်ကိုကြိုက်တဲ့ကိုမာရီအားလုံးကနှစ်ကိုပတ်မယ်ခွန်ကိုကြိုက်တဲ့ကိုမာရီအားလုံးကခွန်ကိုပတ်မယ်ကျွန်တော်နဲ့အကြိုက်တူတယ်ကျွန်တော်ရွေးပြတဲ့ပတ်တီးတစ်လုံးကိုစောင့်မျှော်နေတဲ့ဆိုတဲ့အကိုမာရီအားလုံးကတော့နှစ်ပိုင်းနှစ်ပတ်တီးဖြစ်ပါတယ်နှစ်ပိုင်းနှစ်ပတ်တီးအကြိုက်ဆုံးကတော့ကိုမာရီအားလုံးပဲကျွန်တော်တို့26နဲ့25နဲ့နှစ်နဲ့ပတ်သက်26နဲ့25ခွန်နဲ့ပတ်သက်ရင်ခွန်6နဲ့ခွန်5ဖြစ်ပါတယ်နော်နှစ်ကိုကြိုက်တဲ့ကိုမာရီအားလုံးတော့လည်း main လေးကွာအကြိုက်ဆုံးဒီထဲမှာ26 25 main နဲ့ကွာခွန်ကိုကြိုက်တဲ့ကိုမာရီအားလုံးတော့လည်း main လေးကွာအကြိုက်ဆုံးဒီခွန်6နဲ့ခွန်9ဒါကြောင့်မနေ့ကမှနေကုန်မှာကိုမာရီအားလုံး2နဲ့ခွန်နဲ့ကိုဘယ်ရွေးရမှမသိဘူးဆိုတော့ကိုမာရီအားလုံးတော့လည်းကျွန်တော်အကြိုက်ဆုံးနှစ်ပိုင်းနှစ်ပတ်တည်းရွေးပေးထားပါတယ်ကျွန်တော်ဖွဲ့ဝင်တွေအားလုံးလည်းမနေ့ကနေတိုင်းကနန်းကိုလည်းကစားနေလိုက်လိုက်ကစားအဓိကတော့ကျွန်တော်တို့ပတ်တီကိုလက်မလွတ်ပဲဆက်လိုက်ဖို့ဒီနေရာနေအားပေးနေပါတယ်နော်ကျွန်တော်ဒီနေ့ကနန်းနေကုန်မှာညီကိုဒီနေ့နေကုန်ကနန်းညီကိုထွက်သားအတွက်မနေ့ကမှကျွန်တော်တို့ပတ်တီအားအကောင်းဆုံးပါဒါဟုတ်ရှိမူတွေကကျွန်တော်တို့ကင်လာတဲ့မူဖြစ်ပါတယ်ဟုတ်ပြီဒါဆိုကိုမာရီအားလုံးတွေကနန်းလေးတွေပြောပြပြီးဆိုတော့ပေါ်ကြတဲ့လိုက်ရှိုးလေးဝီယိုလေးကိုဒီမှာပဲရနာကုန်ကြည့်ပါမနေ့ကနေကင်းတနားရီလိုက်ရှိုးလေးထဲမှာအောင်မခံရတဲ့ပြန်ဆောင်ရမယ်နော်ဒါပေမဲ့